တစ်ချက်လောက်စိတ်ကူးကြည့်လိုက်ပါတင်ဟာကျွန်းအဖြစ်ကမူဖွာလာပြီးတစ်သလုံးသူတစ်ပါးရဲ့ခိုက်ဖက်အဖြစ်ရှင်းသရမယ်သူပါဒါပေမဲ့တနည်းမနက်မှာနိုင်ငံတော်သမ္မတကစာတစောင်းထုတ်ပြန်လိုက်ပြီးဒီနေ့ကစားပြီးတင်ဟာထောက်တော့လွတ်လပ်သူဖြစ်ပြီလို့ကြီးညာလိုက်တင်ဘယ်လိုခံစားရမလဲမင်္ဂလာပါ Horizon Pedagogy Channel လေးအနေနဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ဆရာပေါလုခေါ်ပါတယ်ဒီနေ့မှာတော့ GD Social Study ရဲ့သမိုင်းအလဲအပြောင်းဖြစ်တဲ့ Emancipation Proclamation အကြောင်းကိုရှင်းရှင်းလင်းလင်းတိတိမိမိတူရှင်းပြပေးသွားမှာဖြစ်ပါတယ်1863ခုနှစ် January 1 ရက်နေ့မှာ Republican Party ရဲ့ပထမဆုံးသမ္မတဖြစ်လာတဲ့ Abraham Lincoln ကဒီကြီးညာစာတမ်းကိုထုတ်ပြန်ခဲ့ပါတယ်ဒါဟာ1861ကနေ1865အထိဖြစ်ပွားခဲ့တဲ့ American ပြည်တွင်းစစ် Civil War အတွင်းမှာအရေးပါဆုံးခြေလှမ်းတစ်ခုဖြစ်ပါတယ် President Lincoln ကြီးညာခဲ့တဲ့ Emancipation Proclamation ဆိုတာဘာလဲ Emancipation Proclamation ဆိုတာလူချုံပြောရရင်တော့နိုင်ငံအတွင်းမှာရှိတဲ့ကျွန်တွေကိုလွတ်မြောက်ခွင့်ပေးတဲ့ကြီးညာချက်ပါပဲဒါပေမဲ့ကျောင်းသားအများစုမှတ်တဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ Emancipation Proclamation ဟာတနိုင်ငံလုံးကကျွန်အားလုံးကိုချက်ချင်းလွတ်မြောက်စေတာတော့မဟုတ်ဘူးဆိုတဲ့ချက်ပါပဲဒါဆို Emancipation Proclamation နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အဓိကအချက်လေးတွေကိုပြပြပေးပါမယ်နံပါတ်1 Emancipation Proclamation အရဘယ်သူတွေလက်ခွင့်ရတာလဲ Civil War ကာလအတွင်းမှာ American နိုင်ငံ Union မြောက်ပိုင်းနဲ့ Confederate တောင်ပိုင်းဆိုပြီးတော့နှစ်ချမ်းကွဲနေခဲ့တာပါ Union နဲ့ Confederate ကို Border States ဆိုတဲ့ Union ဘက်ကပြည်နယ်လေးခုနဲ့နယ်နိမိတ်ပိုင်းခြားထားပါတယ်တမန်တော်ထုတ်ပြန်လိုက်တဲ့ဒီ Emancipation Proclamation စာတမ်းဟာ Rebellion States တနည်းအားဖြင့်ပြည်ထောင်စုကိုတော်လှန်ပုန်ကန်နေတဲ့တောင်ပိုင်းပြည်နယ်တွေဒါမှမဟုတ် Confederate ဘက်မှာရှိတဲ့ Slave State လို့ခေါ်တဲ့ State တွေကကျွန်တွေကိုပဲ Freeman လွတ်လပ်သူအဖြစ်ကြေညာခဲ့တာဖြစ်ပါတယ် Union နဲ့ Confederate State တွေကိုပိုင်းခြားထားတဲ့ Border State ဖြစ်တဲ့နယ်စပ်ပြည်နယ်လေးခု Delaware, Kentucky, Maryland, Missouri အဲ့လိုမျိုး state တွေမှာတော့ကျွတ်စနစ်ကိုချက်ချင်းမဖျက်သိမ်းနိုင်ခဲ့ပါဘူးဒါဆိုရင်မေးစရာတစ်ခုရှိပါတယ် Rebellion State တွေဖြစ်တဲ့ Confederate တောင်ပိုင်းပြည်နယ်တွေတောင်မှကျွတ်စနစ်ကိုဖျက်သိမ်းပြီးတော့ Union ထဲမှာပါဝင်တဲ့ Border State လေးခုကြတော့ဘာလို့ကျွတ်စနစ်မဖျက်သိမ်းခဲ့တာလဲအကြောင်းရင်းကတော့ Emancipation Proclamation ထုတ်တဲ့အချိန်ကာလမှာ Border State တွေဟာ Union ထဲမှာပဲရှိနေတာဖြစ်ပြီးတော့အများကြီးတင်းတင်းကြပ်ကြပ်သာပြုမှုလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီ Border State တွေက Confederate ဘက်မှာပူးပေါင်းပြီးတော့ Confederate ဘက်ကအင်အားကြီးသွားမှာလင်ကွန်းကစိုးရိမ်တဲ့အတွက်ကြောင့်ပါပဲတနည်းအားဖြင့်သူတို့စိတ်မဆိုးအောင်လင်ကွန်းကပြန်ပြီးချော့ရတဲ့သဘောပါ Union ဘက်မှာရှိတဲ့ Free State တွေကတော့1804ခုနှစ်လောက်တည်းကကျွန်းစနစ်ကိုတရားမဝင်လို့တတ်မှတ်ထားတာဖြစ်တဲ့ကြောင့်မလို့အဲ့ဒီပြည်နယ်တွေမှာလူတယောက်ကိုတရားဝင်ကျွန်းအဖြစ်ဝယ်ယူတာမျိုးကြောင်းချတာမျိုးပန်ဆန်တာမျိုးတွေအဲ့ဒီကလုပ်လို့မရတော့ဘူးနံပါတ်2စီးရီးပြူဟာမြောက်မှုဒီကြီးညာချက်စာတမ်းလူသားချင်းစာနာမှုတွေမကပဲစီးရီးအရာလည်းအရင်ထိရောက်ခဲ့ပါတယ်ကွန်ပျူတာရေးပြည်နယ်တွေကလွတ်မြောက်လာတဲ့ယူငယ်အမျိုးသားတွေကို Union Army တနည်းအားဖြင့်မြောက်ပိုင်းတပ်မတော်ထဲမှာဝင်ရောက်အမှုထမ်းမှုပေးခဲ့ပါတယ်နံပါတ်3နိုင်ငံတကာဆက်ဆံရေးအဲ့ဒီအချိန်ကဗြိတိန်နဲ့ပြင်သစ်တို့လိုနိုင်ငံတွေကတောင်ပိုင်းကိုကူညီဖို့ဝေခွဲမရဖြစ်နေတဲ့အချိန်မှာ Emancipation Proclamation ကြောင့်လာရင်စစ်ပွဲဟာပြည်ထောင်စုတည်မြဲရေးကနေကျွန်းစနစ်တိုက်ဖျက်ရေးစစ်ပွဲပြီးပြောင်းလဲသွားတဲ့အတွက်နိုင်ငံတကာကတောင်ပိုင်းကိုမကူညီကြတော့ပါဘူးတကယ်လို့ကူညီလိုက်မယ်ဆိုလို့ရှိရင်ကျွန်းစနစ်ကိုအားပေးအမြောက်ပြုတယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်သွားမှာဆိုလို့ပါနောက်ဆုံးသတိထားရမယ့်အချက်နံပါတ်4ကတော့ Emancipation Proclamation ကြောင့်ကျွန်းစနစ်အပြီးတိုင်းမချုံငင်းသေးပါဒီကြီးညာစာတမ်းဟာကျွန်းစနစ်ချုံငင်းဖို့လမ်းစတင်ဖွင့်ပြလိုက်တာပဲဖြစ်ပါတယ်ဥပဒေအရတနိုင်ငံလုံးမှာကျွန်းစနစ်အပြီးတိုင်းချုံငင်းသွားတာကတော့စစ်ပွဲအပြီး 13th Amendment ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်73ကိုအတည်ပြုနိုင်မှသာလျှင်တရားဝင်ဖြစ်သွားခဲ့တာပါဒီလောက်ဆိုရင် Emancipation Proclamation ကြောင့်တော်တော်လေးနားလည်သဘောပေါက်သွားမယ်လို့မျှော်လင့်မိပါတယ်ဒါ
ဒါဆိုအနည်းချုပ်လိုက်အောင်နံပါတ်1 Emancipation Proclamation ကို16ရောက်မြောက်သမ္မတဖြစ်တဲ့ Abraham Lincoln က1863မှာထုတ်ပြန်ခဲ့ပါတယ်နံပါတ်2တောင်ပိုင်းပုံစံတဲ့ပြည်နယ်တွေကကျွန်းတွေကိုပဲလွတ်လပ်ခွင့်ပေးခဲ့တာဖြစ်ပြီး border state တွေကလုံးဝမပါသေးပါဘူးနံပါတ်3 13th Amendment ထုတ်ပြီးမှသာလျှင်ကျွန်းစနစ်ကိုအပြီးတိုင်ဖျက်သိမ်းလိုက်တာပါဒီတမိုင်းဝင်အချက်လက်တွေကိုတည်ထားရင် GD Social State ရဲ့ Civil War အပိုင်းမှာအမှတ်ကောင်းရမှာသိကြပါတယ်ဒီလိုဘူးတူတာတွေဆက်လက်လာဖို့ကျွန်တော်ရဲ့ Horizon Pedagogy Channel လေးကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ဟုတ်မရှင်းတာရှိရင်ကိုမမလည်းဝင်ရောက်ဆွေးနွေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်